လူတိုင်းမှာဖြစ်ချင်တဲ့ဆန္ဒတွေဆိုတာရှိကြပါတယ်။အဲ့ထဲမှာ Flint ဆိုတဲ့ကောင်လေးကတော့ငယ်ငယ်ကလေးကသူ့တီထွင်မှုတွေနဲ့လူတွေကိုအကျိုးပြုခြင်းတဲ့သူပဲဖြစ်ပါတယ်။ Flint အသက်8နှစ်သားမှာသူနဲ့တက်တူရွယ်သူတွေဖနှက်ကြိုးခဏခဏပြည်နေတဲ့ပြဿနာကိုဖြေရှင်းဖို့စပရေးလေးတစ်ချက်ဖျန်းလိုက်တာနဲ့ခြေထောက်အကာအကွယ်ပေးစီမဲ့ဖနက်တရံအောင်တီထွင်ခဲ့ပါတယ်။ဒါပေမဲ့လည်းဖနက်ကအကာအကွယ်ပေးလွန်းတဲ့အတွက်ဘလို့မှပြန်ချွတ်လို့မရတော့ပဲတက်တလုံးဒီတရံနဲ့ဝတ်ကမဲ့အကွက်တွေမို့လို့အတန်းနဲ့ကလေးတွေလည်း Flint ကိုဝိုင်းပြီးဖောက်ကြပါတယ်။ဒါကြောင့် Flint လည်းရှက်နဲ့ငိုယိုပြီးအိမ်ပြန်ပြေးလာပါတယ်။အိမ်ရောက်တော့ Flint ရဲ့ဖေက Flint ကိုမနှက်သိမ့်ပေးတဲ့အပြင်သူရောင်းတဲ့ငါးတစ်တာအကြောင်းတွေပဲသူ့သားရှင်တဲ့သားလေးကိုပြပြနေပါတယ်။ဒါပေမဲ့ Flint အမေကတော့သူ့သားလေးရဲ့တီထွင်မှုကိုအတိမတ်ပြပါတယ်။တိမတ်ပြတဲ့ပြင် Flint အရန်ဖြစ်ချင်တဲ့ professional အဆင့်စမ်းတက်ခံဝစ်စုံကိုပါသူ့သားလေးရဲ့မွေးနေ့မှာလက်ဆောင်ပေးလိုက်ပါတယ်။အဲ့နေ့ကစပြီး Flint ကအစာပိုင်းမှာအဆင်ပြေလို့ရှိပေမဲ့နောက်ပိုင်းမှာဗယံပရာတွေနဲ့အဆုံးတက်သွားမယ့်အရာတွေကိုပဲစတင်ပြီးတော့တီထွင်มาတော့တယ်။ပထမဆုံးတစ်ခုကတော့ remote control television မှာ TV ရဲ့ခြေလောင်နှချောင်းပေါက်လာလို့ဟုတ်တယ်လို့ရှိပေမဲ့သူ့အဖေခလုတ်ဖွင့်လိုက်တာနဲ့အပြင်ကလူတွေအားလုံးဒုက္ခလိုက်ပေးပါတယ်။နောက်တစ်ခုကတော့စပင်ပေါက်စေးပါဒီတစ်ခုကလည်းအဆင်ပြေပါတယ်။တတိယတစ်ခုကတော့မိုးပြန်ကားပါမိုးပြန်ကားဆိုပေမဲ့စထွက်တာနဲ့ရေတွေကိုထိုးဆိုင်သွားပါတယ်။နောက်ဆုံးတစ်ခုကတော့အတွေးတွေကိုပါတာပြန်ပေးတဲ့ဆက်ပါဒီတစ်ခုကလည်းတစ်စက္ကန့်ကို10ခုလောက်တွေးနေတဲ့သူ့ရဲ့အိမ်မွေးတိရစ္ဆာန်လေးနဲ့ဆိုရင်တော်တော်လေးကိုအဆင်ပြေပါတယ်။အဲ့လိုဗယံပရာတွေပဲတီထွင်နေတဲ့ Flint ဟာ Atlantic သမုဒ္ဒရာအလယ်မှာရှိတဲ့ Swallow Falls ဆိုတဲ့မြို့လေးမှာနေထိုင်ပါတယ်။သူတို့မြို့လေးမှာငါးတစ်တာလွဲလို့ကျန်တဲ့စားစရာဆိုတာမရှိပါဘူး။ဒါကြောင့်မို့လို့ငါးတစ်တာကိုပဲမျိုးမျိုးလှုပ်စားကြရပါတယ်။ကြော်စားတယ်၊ပြုတ်စားတယ်၊ချောက်ခံစားတယ်၊တကြားလုံးလှုပ်စားတယ်။နောက်ဆုံးအချိုရည်တောက်စရာမရှိလို့ငါးတစ်တာရဲ့အရေးတော်ညှစ်တောက်ကြပါတယ်။ဒီအခြေအနေတွေကိုကက်တင်မှုအတွက်တစ်ဖက်မှာလည်း Flint ကသူငငယ်လေးကချွတ်လို့မရခဲ့တဲ့ဖက်နဲ့ပဲရေကနေအစားအစာပြောင်းလို့ရတဲ့ဆက်တစ်ခုကိုတီထွင်နေပါတယ်။ Flint စတင်တီထွင်ပြီး10မိနစ်ကြာမှပဲ coffee break 5မိနစ်နားပါတယ်။ဒါကတော့ကျွန်တော်နဲ့တူပါတယ်။နားပြီးတာနဲ့ရေရှိမှအစားအစာထုတ်လို့ရမှာဖြစ်တဲ့အတွက်သူတီထွင်ထားတဲ့ဆက်တွေကိုရေးထည့်ပါတယ်။ပြီးတာနဲ့သူလိုချင်တဲ့ cheese burger ကိုကွန်ပျူတာမှာရိုက်ပြီး cheese burger ထွက်ကြလာတာကိုစောင့်ပါတယ်။ cheese burger ရဲ့ဖို့ 10% အလိုမှာပဲလျှက်စစ်တာအားမလောက်တာကြောင့်သူတို့အိမ်တိန်လုံး short ဖြစ်သွားပါတယ်။ဒါကြောင့် Flint ဖေလည်း Flint ကိုတော်တော်ပောက်ကွဲသွားပါတယ်။ပောက်ကွဲပြီးသူ့သားလေးကိုဝင်းရင်တုံးနဲ့တော့မရိုက်ပါဘူး။သူ့ရဲ့ဆိုင်မှာငါးတစ်တာစီတူဘူးရောင်းဖို့ပဲနားချလိုက်ပါတယ်။ဒါကြောင့် Flint လည်းနောက်နေ့မှာသူမရောင်းချင်တဲ့ငါးတစ်တာစီတူဘူးတွေကိုရောင်းနေရပါတယ်။ TV မှာတော့ Baby Brand ကြော်ညာလာနေပြီးမြို့တော်ဝင်ရဲ့ပစ္စည်းဖွင့်လှစ်ပွဲကို Baby Brand ကိုယ်တိုင်ဖဲကျွတ်ဖြတ်ပြီးမဲ့ပွဲလေးဖြစ်ပါတယ်။အဲ့ချိန်မှာပဲ Baby Brand ကစော်လေးနှစ်ပွေးနဲ့ဆိုင်ထဲဝင်လာပါတယ်။ရောချင်းမဲ့ Flint ကိုရီးတက်တဲ့စကားတွေပြောလှပြောင်းတိုက်ခိုက်ပြီးဆိုင်ထဲကနေပြန်ထွက်သွားပါတယ်။ဒီလိုနဲ့ပဲ Flint ရဲ့အဖေကလည်းပစ္စည်းဖွင့်လှစ်ပွဲကိုတွားခြင်းလို့သူ့သားလိမ္မာတုံးလေးကိုဆိုင်ဆောင်ထားခဲ့ပါတယ်။ Flint ကလည်းသူ့အဖေလစ်တာနဲ့သူတီထွင်ထားတဲ့ဆက်ကိုလက်စတက်ဖို့သူ့အမေပေးထားတဲ့အင်ဂျီလေးကိုယူပြီးထွက်သွားပါတယ်။တစ်ဖက်မှာလည်းမြို့တော်ဝင်ကငါးတစ်တာတွေစားလာတော့ညှိမွေ့လာတဲ့အတွက် Baby Brand ကိုအသုံးချပြီးအောင်မြင်မှုလိုချင်နေရပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲမြို့တော်ဝင်ကပစ္စည်းဖွင့်လှစ်ပွဲကိုစတင်လိုက်ပါတယ်။ Flint ကလည်းလူအကြီးနောက်ကနေမတိမတာပဲလျှက်စစ်တာအလုံးလုံးလောက်ပေးနိုင်မယ့်နေရာကိုတွားနေပါတယ်။မတိမတာပဲပေါ်တင်ကြီးပြေးသွားတဲ့အတွက်ကြောင့်မို့လို့တစ်မျိုးလုံးမှာတယောက်တည်းရှိတဲ့ရဲနဲ့တိုးပါတယ်။ရဲကြီးက Flint ကိုတွေ့တော့ဘယ်တွားဖို့လဲဘာရှာဖို့လဲမမေးပဲသူ့သားကိုချစ်တဲ့အကြောင်းတွေပဲပြောနေပါတယ်။ဒါကြောင့် Flint လည်းဘေးကလူလင်အောင်လွှဲပြီးထွက်ပြေးလာပါတယ်။တစ်ဖက်မှာလည်းမြို့တော်ဝင်ကသူ့ရဲ့ Baby Brand ပစ္စည်းပြပွဲကိုလိုက်လွှင့်မှုအတွက် professional ဆင့်သတင်းတော်တယောက်ခေါ်ထားတယ်လို့ကြီးကြီးကျယ်ကျယ်တွေရှောက်ပြောနေပါတယ်။တကယ်တော့ဟိုဘက်ကလွှတ်လိုက်တာအခုမှအလုပ်တင်မိုးလေဝသကြီးညာသူဖြစ်ပါတယ်။သူ့ရဲ့နာမည်ကတော့ Sun Spice ပါကျွန်တော်ပြောရတာအနောက်ကဆက်လုံးကထောက်နေလို့ကျွန်တော်ဆန်လို့ပဲသုံးလိုက်ပါမယ်။ဒီလိုနဲ့ပဲဆန်ဟာကားတတန်ရေးတဲ့နဲ့ပဲ Swallow Falls ဆိုတဲ့မြို့လေးကိုရောက်လာခဲ့ပါတယ်။ရဲရောက်ချင်းပဲလိုက်စားလွှင့်ရပါတယ်။မြို့တော်ဝင်ကတော့လက်အားပေးတဲ့ပြည်သူတွေအောင်မကြည့်ပဲတလုံးနဲ့ရိုက်နေတဲ့ကင်မရာကိုပဲကြည့်ပြီးပြောနေပါတယ်။ Flint ကလည်းသူတင်ထားတဲ့ဆက်ကိုလျှက်စစ်တာအလုံးလုံးလောက်ရဖို့ကြိုးစားနေပါတယ်။အဲ့ချိန်မှာပဲမြို့တော်ဝင်က Baby Brand နဲ့တူတူပစ္စည်းပြပွဲမှာရှိတဲ့ပစ္စည်းတွေအားလုံးကိုပြသလိုက်ပါတယ်။ရဲကြီးကလည်းသူ့ရင်ပတ်မွေးတွေထောင်လာတဲ့အတွက်တခုခုမှားနေပြီဆိုတော့သူတီးနေပါတယ်။အဲ့ဒါကြောင့်မို့ဒီနေရာကနေထွက်လာပါတယ်။ကျောင်းတော့ Flint ကသူတီတင်ထားတဲ့ဆက်ကိုလုံးလုံးလောက်လျှက်စစ်တက်ပေးနိုင်သွားလို့ပါ။ရဲကြီးကနောက်ကလိုက်လာတော့မမီသွားတော့ပါဘူး။ Flint ရဲ့ဆက်ကလည်းလမ်းမှာရှိတဲ့လူတွေအကုန်လုံးဒုက္ခပေးပြီးတော့မိုးပေါ်ပြန်တက်သွားပါတယ်။အဲ့ဒါကြောင့်လမ်းမှာရှိတဲ့လူတွေအကုန်လုံးလည်း Flint ကိုတော်တော်ဒေါသထွက်သွားပါတယ်။ Flint အဖေကလွဲလို့ပါ။ဒါကြောင့် Flint လည်းထွက်ပြေးလာပြီးကမ်းခြေမှာလာပုံးနေပါတယ်။ခဏကြာသူ့ဖုန်းနေတဲ့နေရာကိုလူတယောက်ရောက်လာပါတယ်။အဲ့ဒါကတော့ဆန်ပါ။ Flint ကိုမတွေ့ပဲထိုင်လိုက်တဲ့အချိန်မှာတော့ Flint နည်းနည်းအီစိန်သွားပါတယ်။ဒီလိုနဲ့စကားပြောကြရင်ကနေ Flint တီထွင်ထားတဲ့ဟာတွေကိုမြင်သွားပါတယ်။ University တစ်ခုလုံးမှာ Flint တီထွင်ထားတဲ့ဟာတွေကိုတဘောကြတဲ့သူဟာ Sam တယောက်တည်းမို့လို့ Flint လည်းတော်တော်လေးကိုကြည်နူးနေပါတယ်။နားထောင်နေရင် Flint ရဲ့အရှိကိုအဝါရောင်ရေတစ်စက်နဲ့တစ်ခွားတီတစ်ဖက်ပြုတ်ကျလာပါတယ်။တရားပေါ်ကတန်ပုံးထဲကိုပါတစ်ခုပြုတ်ကျလာတဲ့တန်ကျတော့ Flint ထားကြည့်ပါတယ်။အဲ့ဒါကတော့ cheese ပြားလေးတစ်ပြားဖြစ်နေပါတယ်။အဲ့ချိန်မှာ Flint လည်းဒီဘက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ရောင်စုံတိမ်တိုက်တွေနဲ့ဘာကမိုးကြီးရွာချလို့လာပါတယ်။ဒီလိုနဲ့ပဲဆန်လည်းဒီသတင်းကိုသူ့ရဲ့ကုမ္ပဏီမှာလိုက်လွှင့်လိုက်ပါတယ်။ဘာကာတွေကမိုးပေါ်ရွာချရဲဆိုတော့ကလေးရောလူကြီးရောမြို့တော်ဝင်ကအစာပျော်ရွှင်နေပါတယ်
ဆန်ဟာ live ထဲမှာဘာကာမိုးကိုတီထွင်တဲ့လူက Flint လို့ပြောလိုက်တဲ့အတွက်တစ်မျိုးလုံးကကြောင်သွားပါတယ်။နောက်တစ်ခါအစားအစာမျိုးစုံမိုးရွာချပြီးဖို့လည်း Flint ကိုတောင်းဆိုနေကြပါတယ်။ဒါပေမဲ့ Flint ဖေကတော့တဦးသေးတော့တဘောမတူတဲ့လူပါ။ဒါကြောင့် Flint ဖေကစကားတစ်ခါလုံးမှာနှစ်ခါပဲပွင့်တဲ့သူ့မျက်လုံးကတက်တက်ကြည့်ပြီးပြောနိုင်လက်ခံပြီးမယ်လို့ပြောလိုက်ပါတယ်။ဗရာဒါတို့တွေ့တဲ့အတိုင်း Flint လည်းလွယ်လွယ်ကူကူနဲ့မျက်လုံးချင်းဆိုင်ပြီးသွားတဲ့အချိန်မှာတော့သူတဘောကြနေတဲ့ဆန်နဲ့အတူတူသူ့ရဲ့စန်တက်ခန်းစီသွားကြပါတယ်။စန်တက်ခန်းရောက်တော့ဆန်ဟာ Flint ကိုသူ့ဂျယ်လီတွေကိုကြိုက်တယ်။ပဲတွေနဲ့တော့တတ်မတည့်ဘူးဆိုတဲ့အကြောင်း Flint ကိုပြနေပါတယ်။ပြောပြီးတာနဲ့မနှက်ဖြန်ပါစားခြင်းလည်းမေးပြီးတော့အဲ့အရာကိုစတင်ပြီးတော့ထုတ်ကြပါတယ်။နောက်နေ့မှာတော့ပြည်သူတွေကပတ်စံပေးစရာမလိုတန်းစီစရာမလိုပဲနဲ့စားစရာတွေကို Flint ရဲ့ကျေးဇူးကြောင့်မိုးပေါ်ကနေအလကားရနေပါတယ်။ဒီလိုနဲ့ပဲ Flint ဟာသူတို့မျိုးလေးမှာ baby brand ထက်တောင်ပိုပြီးတော့နာမည်ရလာတဲ့လူဖြစ်လာပါတယ်။ Flint ကအောက်မှာပြုတ်ကျနေတဲ့စားကျွင်းစားကြံတွေကိုပါအဝေးကိုလွတ်ပစ်လို့ရတဲ့ဆက်တစ်ခုပါတီထွင်ပေးထားပါတယ်။ Flint ကလူတိုင်းတောင်းဆိုနေမြလုပ်ပေးနေရတာကြောင့်သူ့ရဲ့ဆက်ကလည်းတဖြည်းဖြည်းနဲ့ပျက်စီးစားပြူလာပါတယ်။ညနေဆောင်တော့ Flint ရဲ့စက်တကန်စီကို Flint ကိုအမြဲလိုက်ဖမ်းနေကြရဲရဲရောက်လာပါတယ်။အကြောင်းကတော့သူရမ်းချစ်ရတဲ့သူ့သားလေးမွေးနေမှာအရန်ထူးရတဲ့အရာတစ်ခုကိုလုပ်ပေးဖို့ Flint စီကလာတောင်းဆိုတာပဲဖြစ်ပါတယ်။ Flint ကတော့ပြက်ပဲညင်ပါတယ်။ဒါပေမဲ့ရဲကြီးကအဖေတွေကသူတို့သားသမီးတွေကိုချစ်ကြောင်ဘလောက်ဖော်ပြခြင်းလဲဆိုတော့မင်းလည်းသိမယ်လို့ထင်ပါတယ်လို့တော်ကီပစ်လိုက်ပါတယ်။ဒါကြောင့် Flint လည်းသူ့ဖေကိုတတိယပြီးတော့စိတ်ပြောင်းသွားပါတယ်။ဒီလိုနဲ့ပဲနောက်နေ့မှာရဲကြီးချစ်ရတဲ့သူ့သားလေးအတွက်ရေခဲမိုးတွေရွက်ချပေးလိုက်ပါတယ်။နေရာအနှံ့ရေခဲမိုးတွေပဲမို့လို့တစ်မျိုးလုံးကပျော်နေကြပါတယ်။နှင်းလုံးပြစ်တိုင်းတစ်ခါမှမစော့ဘူးတဲ့ Flint လည်းတွေ့တဲ့မြလူတိုင်းကိုနှင်းလုံးနဲ့ညင်ညင်တသာလိုက်ပစ်ပါတယ်။အဖိုးကြီးတွေကလေးတွေအစားပါပါတယ်။ဒီလိုနဲ့ဆန်လည်းမြို့တော်ဝင်တဲ့ Flint တို့ဖဲကျုပ်ဖြတ်မဲ့ပွဲကိုတကဘာလုံးကလူတွေကိုလာဖို့စားစရာတွေလည်း free ရမယ်အကြောင်းကိုပါလိုက်လွှင့်ပြီးဖိတ်လိုက်ပါတယ်။ဒါပေမဲ့ Flint ရဲ့ဆက်ကတော့မကြခင်မှာအနီးဆင်းရောက်တော့မယ်ဆိုတော့ Flint တတိမထားမိသေးဘူးဖြစ်ပါတယ်။နောက်နေ့မှာသူကြိတ်ခရက်နေတဲ့ Sam ကိုသူရမ်းကြိုက်တဲ့ jelly နဲ့ surprise လုပ်ပါတယ်။ jelly ရဲ့ကြီးတော့အသုံးလို့ထင်ရပေမဲ့အထဲမှာစုံစီနေအောင်ကစားစရာတွေများပါတယ်။ဒါကြောင့် Sam လည်းတော်တော်တဘောကြနေပါတယ်။ဒီလိုနဲ့ညနေဆောင်တော့ Sam ကသူငငယ်ရသူစပင်းစီးထားပြီးမျက်မှန်တက်တိုင်းလူတိုင်းကသူ့ကိုလှောင်ပြောင်ကြတယ်လို့ Flint ကိုပြောလိုက်ပါတယ်။ဒါပေမဲ့ Flint ကတော့အဲ့ပုံစံလေးကိုမပို့ပြီးတဘောကြသွားပါတယ်။ဒါကြောင့်မို့လို့သူတို့နှစ်ယောက်လည်းအဆင်ပြေသွားပါတယ်။အဆင်ပြေနေတဲ့အချိန်မှာပဲ Flint စီကိုသူ့အဖေဖုန်းဝင်လာပါတယ်။ဒါကြောင့် Flint လည်းဒီနေရာကနေထပြီးထွက်လာရပါတယ်။ Flint ကသူ့အဖေနဲ့တွေ့ချင်းပဲမနေ့ပြန်ဆိုရင်မြို့တော်ဝင်တဲ့ဖဲကျုပ်ဖြတ်မဲ့နေရောက်ပြီးအဖေကိုမြူးလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့သူ့အဖေကတော့အသားအစာတွေတစ်ခုနဲ့တစ်ခုအကြီးသေးစိုက်မတူတဲ့အတွက်စိတ်ပူနေပါတယ်။ဒီလိုနဲ့သားဖားနှစ်ယောက်အခြေတင်စကားများကြပြီးတော့အိမ်မဲပြန်လာလိုက်ပါတယ်။အိမ်မဲရောက်တော့ Flint လည်းစားစရာတွေကိုကြည့်ရင်တစ်ခုနဲ့တစ်ခုစိုက်မတူတာကြောင့်အကြီးဆုံးတစ်ခုကိုယူလာပြီးတော့စစ်ဆေးနေပါတယ်။ဒီချိန်မှာတော့ Flint ရဲ့ဆက်ကအနီရောင်ရောက်ဖို့နည်းနည်းပဲလိုရတော့တယ်။ဒါကြောင့် Flint လည်းဘာလို့အောင်မလဲစဉ်းစားနေတဲ့အချိန်မှာပဲဖတီးပုတ်ကြီးဖြစ်နေတဲ့မြို့တော်ဝင်က Flint စက်တက်ခန်းထဲကိုရောက်လာပါတယ်။ဝင်လာတော့ Flint လည်းလန့်သွားပြီးအစားအစာတွေဘာလို့စိုက်ကြီးသွားလဲဆိုတဲ့အကြောင်းမြို့တော်ဝင်ကိုရှင်းပြနေပါတယ်။မြို့တော်ဝင်ကတော့အဲ့ဒါတွေအကုန်လုံးဟာတာပဲလုပ်နေပါတယ်။မနေ့ပြန်တစ်ခါပါလုံးကလူတွေအများကြီးလာကြည့်ကြမှာမင်းအစားအစာတွေထုတ်ပြီးမှမင်းနာမည်ရမယ်လို့ Flint ကိုအချက်ကင်ပါတယ်။ Flint လည်းဘာမှပြန်မပြောတော့ပဲမြို့တော်ဝင်တွေးထိုးတဲ့အတိုင်းလုပ်ပေးလိုက်ပါတယ်။ဒီချိန်မှာလည်းဆက်ကတော်တော်ပျက်စီးနေပြီပဲဖြစ်ပါတယ်။နောက်နေ့မှာတော့တစ်ခါပါလုံးကလူတွေက Flint ရဲ့ Facebook ဖြတ်ပွဲစီကိုလာကြပါတယ်။တစ်ဖက်မှာလည်းဆန်က Flint ရဲ့ဆက်ကိုကလီရင်းကနေတခုခုမားနေရကြောင်းအစားအစာတွေကပိုပြီးကြီးလာနိုင်တယ်ဆိုတော့တီသွားပြီးဒီအကြောင်းကို Flint စီကိုလိုက်ပြောပါတယ်။ Flint ကလည်းဒီအကြောင်းကိုတိရက်နဲ့အောင်မိုက်နေပါတယ်။ဒါကြောင့်ဆန်လည်းပြောလို့မရတဲ့သူကိုမပြောတော့ပဲထော်သွားပါတယ်။ဆန်ထော်သွားပြီးတာနဲ့ Flint တို့လည်းပျော်ပျော်ရွှင်ရွှင်ဖဲကျုပ်ဖြတ်ပွဲကိုပြန်စားကြပါတယ်။ခဏကြာမှပဲတိမ်တိုက်တွေပါရောင်ပြောင်းသွားပြီးခောက်ဆွဲဆူနာမီကြီးကစတိုက်ပါတယ်။ Flint လည်းဒါကိုတွေ့တော့တူမားသွားပြီဆိုတော့တီသွားပြီးအဲ့ချိန်ကျမှဒါရီကိုဆုံးတက်ဖို့တူဆန်တက်ခန်းစီကိုပြေးသွားပါတယ်။ဆန်ကတော့ကြိုးကြိုးစားလီမုန်တိုင်းကျမှတရင်တင်ဆက်နေပြင်မဲ့အလုတ်ရှင်ကတော့စောက်ခွဲပဲပြောင်းနေပါတယ်။တစ်ဖက်မှာလည်း Flint ကစန်တက်ခန်းစီရောက်နေပြီပဲဖြစ်ပါတယ်။ဒါပေမဲ့သူ့ထက်မြို့တော်ဝင်ကကြိုရောက်နေပြီးစားစရာတွေအများကြီးကိုလည်းထပ်ပြီးထုတ်နေပါတယ်။ဒါကြောင့်ဆက်ကလည်းအခြေအနေတော်တော်ကြီးကိုစိုးနေပြီပဲဖြစ်ပါတယ်။ Flint ကပိတ်ချတဲ့ကောက်ရိုက်ပြီးအဆုံးသက်မဲ့ချိန်မှာပဲမြို့တော်ဝင်ကကြက်တုံဦးနဲ့ပင်ပဆက်ကြီးကိုလှမ်းပစ်လိုက်ပါတယ်။ Flint ကခလုံးနှိမ့်လိုက်ပေမဲ့ပင်ပဆက်ကြီးကိုမရောက်ခင်မှာပဲဆက်ကြီးကပောက်ကွဲသွားပါတယ်။ဒါကြောင့်ဒါရီအားလုံးကိုဆုံးတက်ဖို့ဆိုရင်လေပုံမှာပြန်နေတဲ့ဆက်ကြီးကိုတွားပိတ်ဖို့နီးတနီးပဲကြံပါတော့တယ်။ဒီအချိန်မှာ Flint ရဲ့အဖေကလည်းဆိုင်ထဲကနေထွက်လာပါတယ်။ပြီးရနဲ့တူတာရဲ့အင်ဂျီကိုတကြိုးပေါ်မှာတွေ့လို့တူတာကိုလိုက်ရှာပါတယ်။တူတာကိုတွေ့တော့ Flint မင်းပါလုပ်နေရလဲလို့မေးပါတယ်။ Flint ကတော့သူ့တီထွင်မှုတွေကိုနောင်နာရနေပြီးအဖေနဲ့တူတူငါးတစ်တာပဲရောင်းခဲ့တင်တာလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ Flint အဖေကငငယ်က Flint အမေပေးခဲ့တဲ့အတိုင်းတပုံစံနဲ့တူအောင်သူ့သားလေးကိုသူကောက်လာတဲ့အင်ဂျီကိုပေးလိုက်ပါတယ်။ဒီချိန်မှာ Flint လည်းခွားတွေရပြီးတော့ကဘာကြီးကိုကဲတင်မှုစားလုပ်ပါတယ်။ဒီလိုနဲ့ပဲမြင်မြန်ဆန်ဆန်မိုးပြန်ချက်တစ်ခုနဲ့ဆက်ကြီးကိုပိတ်ချဖို့စတစ်တစ်ခုပါတီထွင်လိုက်ပါတယ်။ရင်ရပါတော့ဆက်ကြီးကိုတပ်ပိတ်ချဖို့အတွက်ဆန်နဲ့ကင်မရာမန်ကိုတော့ခေါ်ပါတယ်။ကြားထဲက Baby Brand မှာလိုက်မယ်ဆိုလို့ Baby Brand မှာခေါ်လာခဲ့ပါတယ်။ကျန်တဲ့၃ယောက်ကဆက်ကြီးကိုဘာနဲ့ပိတ်ရမှန်းမသိတာကြောင့်ဒီစတစ်နဲ့ပိတ်ရမှာဆိုပြီးပြလိုက်တာစတစ်ကလေထဲကိုမြုပ်ပါသွားပါတယ်။
ဒါကြောင့် Flint ကအိမ်မှာကြံနေရတဲ့သူ့ဖေကိုဆက်ကြီးကိုပိတ်ချဖို့ကုတ်သူ့ဖုန်းထဲကိုပို့ပေးပါလို့ပြောလိုက်ပါတယ်။ဒါကြောင့်မျက်လုံးမရှိတဲ့ဘဲကြီးလည်းတကားလုံးမှာနှစ်ခါပဲပွင့်လာတဲ့မျက်လုံးကဒုတိယကြိမ်ပွင့်လာပါတယ်။ Flint တို့ကလည်းဆက်ကြီးကိုပိတ်ချဖို့ကင်မရာမန်ကိုရင်ပေါ်မှာထားခဲ့ပြီးသူတို့၃ယောက်ကတော့အထဲကိုခုန်ချလာပါတယ်။အထဲရောက်တော့ Marshmallow ကိုမီးတုပ်လုပ်ပြီးတော့ခီးဆက်လာကြပါတယ်။ခရီးဆက်လာရင်ပဲပူနေတဲ့စီကန်ကြီးစီရောက်လာပါတယ်။အဲ့လိုခက်ခဲသွားတဲ့နေရာရောက်မှ Flint ဖေရဲ့ဖုန်းကဝင်လာပါတယ်။ Flint ကတော့အခက်ခဲတွေကြားကနေကြော်ရင်းလွှားရင်ပဲအမှန်ကန်ပဲသူ့အဖေကိုရှင်းပြနေပါတယ်။တစ်ဖက်မှာလည်း Flint ဖေကွန်ပျူတာစကေးက Windows ဆိုတော့ဘာမှမသိလို့ဟိုကြည့်ဒီကြည့်နဲ့လိုက်ရှာနေပါတယ်။ Thread ဆွဲခိုင်းတော့လည်းမောက်ကျိုးကြီးကနေတလန်ဆွဲထားပါတယ်။ရဲကြီးတို့ဘက်မှာလည်းအစာတူလောင်ထားတဲ့ကန်ကြီးကျိုးကြတော့မှဖြစ်တဲ့အတွက်အနီးနားမှာရှိတဲ့အစားအစာတွေကိုရွက်လေလုပ်ပြီးတော့ကန်းချီစီကိုထွက်ပြေးနေရတဲ့အခြေအနေထိဖြစ်နေပါတယ်။ထွက်ပြေးနေမြို့တော်ဝင်ကအကုန်လုံးကိုခဏရက်ခိုင်းပြီးတော့လူလေကြပြီးတော့သူများဆောက်ထားတဲ့ရွက်လေပေါ်တက်စီးပြီးပြေးသွားပါတယ်။မြို့တော်ဝင်ပြေးသွားတဲ့ရဲကြီးသားကလည်းအပေါ်ကနေအေးဆေးမလိုက်ပဲဖင်ဝင်ရတာကြောင့်ပြုတ်ကျကြံနေခဲ့ပါတယ်။အဲ့ချိန်မှာပဲအစာတူလောင်ကန်ဖို့ချယ်ရီတီးတစ်လုံးကပြုတ်ကျလာပါတယ်။ဒီချယ်ရီတီးကြောင့်ပဲအစာတူလောင်ကန်ကြီးလည်းကျွတ်ကျသွားပါတယ်။အဲ့ချိန်မှာရဲကြီးလည်းသူ့သားလေးကိုပြန်ကောက်ပြီးတော့သူ့မိမစီကိုပစ်ပေးလိုက်ပါတယ်။ပြီးရတယ်လှလှပပပဲအပြက်စီးတွေကြားကနေထွက်လာခဲ့ပါတယ်။ဒီလိုနဲ့မြို့ထဲမှာရှိတဲ့လူတွေအားလုံးလွတ်သွားပါတယ်။စက်တက်ခန်းထဲမှာကြံနေတဲ့ Flint ရဲ့အဖေကတော့ Flint ကိုဆက်ကိုပိတ်ချမဲ့ကိုပို့မဲ့အချိန်မှာပဲအစားအစာရင်းနဲ့ပြီးသွားပါတယ်။ Flint တို့ဘက်မှာလည်းအသက်ဝင်လာတဲ့ချက်ကင်တွေက Flint တို့အားလုံးကိုဝိုင်းထားပြီးပဲဖြစ်ပါတယ်။ Baby Brand ချက်ကင်ကိုရီးတက်တဲ့သွားလုံနေတဲ့အချိန်မှာပဲချက်ကင်က Baby Brand ကိုပြိုချလိုက်ပါတယ်။အဲ့ချိန်ကျမှ Flint ရဲ့အဖေကလည်းအစားအစာတွေကြားကနေပြန်ထလာပြီးသူ့သားကိုဆက်ကြီးကိုပိတ်ချမဲ့ကိုပို့ပေးလိုက်ပါတယ်။ Flint ကသူ့ဖုန်းထဲကိုကုတ်ရလို့ပြောနေချိန်မှာပဲနောက်တဲ့ချက်တက်ကောင်က Flint ရဲ့ဖုန်းကိုမျိုးချလိုက်ပါတယ်။ဒီချိန်မှာ Baby Brand ကိုမျိုးချလိုက်တဲ့ချက်ကတခုခုဖြစ်နေပြီးတော့အဲ့ထဲကနေမှ Baby Brand ထွက်လာပါတယ်။ထွက်လာခြင်းပဲငါဘယ်တော့မှ Baby Brand မလုပ်တော့ဘူး။ငါ Chicken Brand ပဲလုပ်တော့မယ်ဆိုပြီးတော့ချက်တွေအားလုံးကိုပြန်စော်ပါတယ်။ Flint ဖုန်းကိုမျိုးချလိုက်တဲ့ချက်ကိုပါတိတ်ပြီးတော့ Flint ဖုန်းကိုပြန်ယူပေးလိုက်ပါတယ်။ပြီးတာနဲ့ Flint တို့ရှေ့ဆက်သွားခိုင်းပြီးသူကတော့ချက်တွေနဲ့တိုက်ခိုက်ဖို့နေခဲ့ပါတယ်။ဒီလိုနဲ့ Flint တို့လည်းရှေ့ဆက်သွားလာရင်ဝင်ပေါက်တစ်ပေါက်လည်းရှိတဲ့နေရာကိုရောက်လာပါတယ်။အဲ့နေရာကတော့ဆန်တက်မတဲ့ပဲချောင်းနေနဲ့ပိတ်ဆို့ထားပါတယ်။တစ်ဖက်မှာလည်းအစားအစာတိမ်တိုက်တွေကတစ်ကွာလုံးစီပြန်နေနေပြီပဲဖြစ်ပါတယ်။ပုံမှန် site လောက်ရောချမယ်ဆိုရင်တစ်ကွာလုံးကပျော်နေမှာဖြစ်ပေမဲ့ခေါင်းမပြုတ်ကြရင်အယိုးတခြားသားတခြားဖြစ်မဲ့ site တွေမို့လို့အကုန်လုံးလည်းလန့်နေကြပါတယ်။ Flint တို့ဘက်မှာလည်း Flint တယောက်ပဲရှေ့ဆက်သွားနိုင်တဲ့လမ်းဖြစ်လို့ဆန်အပေါ်မှာနေခဲ့ပြီး Flint ကိုကူညီပေးနေပါတယ်။ခဏအကြာမှာနေရာကြီးကလှုပ်ခါလာပြီးတော့ဆန်နဲ့တက်မတဲ့ပဲချောင်းတစ်ချောင်းကဆန်ရဲ့လက်ကိုစိုက်သွားပါတယ်။ခဏအကြာမှာဆန်လည်းမျက်နှာကြီးတွေဖော်ရောင်လာပါတယ်။ Flint ကသူ့ချစ်တဲ့ကောင်မလေးမျက်နှာကြီးတွေဖော်ရောင်လာတာမကြည့်ရတဲ့အတွက်အာမနာရှာမကျူကြီးရစကားပြောပြီးတော့အဖြေတောင်းနေပါတယ်။ဆန်ကအဖြေပြန်ပေးလိုက်မှကျိုးကိုကိုက်ဖြက်ပြီးသူရဲကောင်လောက်ခါအောက်ကိုခုန်ချသွားပါတယ်။ဒီချိန်ကျမှ Chicken Brand ကရင်ပေါ်မှာဖြည့်စည်းထိုးပြီးဖို့ဆန်ကိုပြန်လာခေါ်သွားပါတယ်။ Flint လည်းအောက်ကျတော့သူ့ဆက်ကြီးနာကိုဖြည်းဖြည်းချင်းကပ်သွားပါတယ်။သူ့ဆက်က Flint ကိုတွေ့တာနဲ့တိုက်ခိုက်ပါတယ်။ Flint ကသူ့ကိုတွေ့တာနဲ့တိုက်ခိုက်တာဖြစ်တဲ့အတွက်သူလည်းမတိမတာဝင်ပုံနေပါတယ်။ဒီလိုနဲ့ပဲ Flint ကသူထင်နေရတဲ့ဆက်ကိုခက်ခက်ခဲအနိုင်ယူပြီးတော့သူ့ဖေပို့လိုက်တဲ့ကုံနဲ့ပိတ်ဖို့လုပ်ပါတယ်။ဒါပေမဲ့ Flint ဖေပို့လိုက်တာဆက်ကြီးကိုပိတ်ချတဲ့ကုံမဟုတ်ပဲဗျံပတာဗီဒီယိုတစ်ပုတ်ဖြစ်နေပါတယ်။ Flint တီထွင်ထားတဲ့ဆက်ကလည်း Flint ကိုတင်းပြီးတော့ပြန်တိုက်ခိုက်နေပါတယ်။ဒါပေမဲ့ Flint ကလည်းမရရအောင်ဖတ်တွယ်ထားပါတယ်။ဖတ်တွယ်ထားရင်ငယ်ငယ်လေးကဘာနဲ့ချွတ်ချွတ်မရတဲ့တူးဖက်နှက်ကိုပြန်ကြည့်ရင်အကြံတစ်ခုရသွားပါတယ်။ဒါကြောင့်အိတ်ကက်တွေကစပရေးဘူးလေးကိုထုတ်ပြီးတော့အစားအစာတွေထုတ်နေတဲ့ဆက်ရဲ့အဝါကိုစပရေးနဲ့ဖြန်းလိုက်ပါတယ်။ပြီးတာနဲ့ Flint လည်းလက်လွတ်ချလိုက်ပါတယ်။ Flint တီထွင်ထားတဲ့ဆက်ကလည်းခဏအကြာမှာပဲပြည့်ကျက်ပြီးတော့ပောက်ကွဲထွက်သွားပါတယ်။ဆက်ကြီးပောက်ကွဲသွားတဲ့အတွက်တစ်ကဘာလုံးကတိမ်တိုက်တွေလည်းပုံမှန်အောင်ပြန်ဖြစ်သွားပါတယ်။ Sam တို့3ယောက်လုံးကလည်း Flint နေတဲ့မြို့လေးစီပြန်လာခဲ့ပါတယ်။ပောက်ကွဲမှုကြောင့် Flint ပါသွားပြီလို့လည်းထင်နေကြပါတယ်။ဒါကြောင့် Flint အဖေကိုဆန်ကတောင်းပန်နေပါတယ်။ဆန်တောင်းပန်လို့မပြီးသေးခင်မှာပဲ Flint တီထွင်ထားတဲ့ငှက်တွေက Flint ကိုချီလာပြီးတော့ကျေးဇူးပြန်ဆက်သွားပါတယ်။ Flint ပြန်ရောက်လာတော့အကုန်လုံးလည်းပျော်သွားပြီး Flint ရဲ့အဖေလည်းသူ့သားလေးရဲ့တီထွင်မှုကိုနောက်ဆုံးမှတိမှတ်ပြုပေးလိုက်ပါတယ်။ဆန်နဲ့ Flint တို့လည်းနောက်ဆုံးမှအဆင်ပြေသွားရင်ဇလန်းလေးကလည်းပြီးဆုံးသွားပါတယ်